ဟောဒီနေရာရောက်နေတာဟာကြိုက်တဲ့နေရာရောက်နေတာလားကောင်းတဲ့နေရာရောက်နေတာအိမ်ကဘာတွေဖြတ်ခဲ့ကြိုက်တာဖြတ်နိုင်တော့ကောင်းတာရောက်ဟိုကြိုက်တာမဖြတ်နိုင်တဲ့လူတွေကောင်းတာရောက်လာဒါဖြင့်သေရင်ဘယ်နဲ့လဲမလွယ်ဘူးနော်ခင်ဗျားတို့ဘုန်းကြီးဟောလာတယ်တော်တော်များပြီဝါသနာပါရနဲ့အကျိုးရှိတော့ကလည်းအကျိုးရှိတာနဲ့ဝါသနာပါရအများနေတယ်နောက်ပြီးတော့မှန်တာနဲ့မှန်တယ်ထင်တာဘယ်ဟာကများတယ်မှန်တယ်ထင်တာများနေတယ်အဲ့တော့လူတွေကတော့အားလုံးနည်းနည်းဖြေကြည့်သားမှာဘုန်းကြီးမေးတာဖြေသားမှာအားလုံးတရားနာပြေတာလူမှန်ရင်ပြောခြင်းသလားမပြောခြင်းဘူးလားပြောခြင်းနဲ့နော်ကဲဘုန်းကြီးမေးမှာထပ်ဖြေသားမှာပြောခြင်းသလားမပြောခြင်းဘူးလားပြောခြင်းနိုင်ပြောလို့ရောကောင်းလားအဲ့ဒါမှတ်ထားလူတိုင်းပြောခြင်းပဲပြောခြင်းတိုင်းပြောနေလေမကောင်းဘူးအဲ့ဒါသိဖို့လိုတယ်ဒီမှာလဲကောင်းတာနဲ့ကြိုက်တာကောင်းတယ်ဆိုတာလောဘမဖြစ်အောင်နေရင်ကောင်းတယ်ဒေါသမဖြစ်အောင်နေတာခင်တည်းမြင်ခင်ဗျားတို့အိမ်တော်ရဲ့သားတွေပြုနေတာလောဘဒေါသတွေ TV အောက်ဆက်နဲ့ဘောလုံးမွေးတွေကြည့်နေတာလောဘဒေါသဖြစ်နေတာလားမဖြစ်ဘူးလားအဲ့ဒါကြတော့ကြိုက်နေတယ်အဲ့ဒါကြိုက်တာကောင်းတာမဟုတ်အရက်တော့တာမကောင်းဘူးဘာလို့တော့လို့ကြိုက်လို့တော့အဲ့ဒါကြိုက်တာကောင်းတာမဟုတ်ဒီတိုင်းသေဘယ်လိုလုပ်ကြမလဲခင်ဗျားတို့ကောင်းတာကသိမ့်နေပြီးတော့ကြိုက်တာတွေကသိမ့်မြန်တယ်ဘာအလုံးမလို့ကောင်းတာအသိမ့်နေတယ်အကြိုက်တွေအများကြီးထဲတာဖယားသူ့ဟာသူနဲ့ဖယားပွဲလုပ်တယ်ဖယားပွဲလုပ်တော့ပွဲထဲတာအဲ့ဒါအကောင်းမှမဟုတ်ပါအကြိုက်တယ်လောကမှာအကောင်းနေပြီးတော့အကြိုက်တွေများနေကြကြိုက်တိုင်းလုပ်နေကြဒါကြောင့်ဓမ္မစရိဒုက္ခဝံချမ်းသာကိုဆောင်စွမ်းနိုင်သောဓမ္မတရားတော်တွေသူနာထကြိုးစား၍နာကြကုန်တော့စရိရာကောင်းစွာမသွေကျင့်ကြံကြိုးကိုအထုတော်မူနိုင်ကြပါစေကုန်သတည်းဘုန်းကြီးတရားဟောလာတာတော်တော်အချိန်များလာပြီအလုံးပြည့်သက်ဒီကုန်းပိုင်းကိုဟောတော်မယ်ကုဆိုင်နားထောင်ပါတရားနာခိုင်းတယ်ဆိုတာအတိပြောင်းအောင်လို့တရားမနာဘူးဆိုရင်ဘာဖြစ်မတော့လို့ကြည်ရအောင်ဗမာလူလေးပြောကြည့်အောင်နော်တရားနာတဲ့လူဘာတွေလုပ်နေတုံးတရားမနာတဲ့လူဘာတွေလုပ်နေတုံးဟောကြည့်တရားမနာတဲ့တတ္တဝါတွေဘာတွေလုပ်နေတုံးတရားနာတဲ့တတ္တဝါဘာတွေလုပ်နေတုံးကြည်စမ်းတရားမနာတဲ့လူဘာတွေလုပ်နေတုံးလို့ကြည်စမ်းကြည့်ရင်ဝါခမဘုန်းကြီးတခွန်းနဲ့ပြောလိုက်မယ်ဖြေလိုက်စမ်းတရားမနာတဲ့လူဘာတွေလုပ်နေတုံးမေးရင်ဖြင့်လှုပ်ချင်ရလှုပ်နေတယ်အဲ့ဒါပြီးသွားပြီဖြေတလုံးနဲ့ဖြေလိုက်တရားမနာတဲ့လူဘာတွေလုပ်လှုပ်ချင်ရလှုပ်နေတဲ့လူဟာတရားမနာဘူးကြည်စမ်းဒီတရားမျိုးနာဖို့ကဘယ်လောက်ဆောင်ရလေးသင်ချေနဲ့အဲ့ဒါကြောင့်မြတ်စွာဘုရားတရားမနာခိုင်းဘူးလားနာခိုင်းသလားမနာတဲ့လူဟာလှုပ်ချင်ရလှုပ်နေတယ်မျက်စိမှိတ်ပြီးကြည့်လိုက်ငါတရားမနာတော့ငါလည်းငါဘာတွေလှုပ်နေသတုံးကြည့်လိုက်သူများတရားမနာတော့ငါလည်းအဲ့ဒီမနာတဲ့လူဘာတွေလှုပ်နေသတုံးကြည့်လိုက်စမ်းခွေးလေးကလေးလေးအစကြည့်လိုက်အဲ့ဒီအောက်ချီအစကြည့်လိုက်ငါတရားမနာခင်တော့ငါဘာတွေလှုပ်နေတော့လှုပ်ချင်ရလှုပ်နေလို့တရားမနာတာသူများတရားမနာတဲ့ပုဂ္ဂိုလ်တွေသွားကြည့်အဲ့ဒီလူတွေလည်းလှုပ်ချင်ရလှုပ်နေလို့တရားမနာတာကဲဒီပုဂ္ဂိုလ်ဘယ်လိုလုပ်ကောင်းရရောက်တော့ဒါပဲအလုံးပြိတ္တာဥပုပ်မဆောင်တရားမနာတဲ့လူတွေဘာတွေလှုပ်နေတော့လှုပ်ချင်ရလှုပ်နေပါတယ်လှုပ်ချင်ရလှုပ်နေလို့လဲတရားပွဲရောက်မလာတာပါအလုံးပြိတ္တာမှန်းရလားကဲမြန်မြန်ဖြစ်တရားမနာတဲ့လူဘာတွေလှုပ်နေတော့လှုပ်ချင်ရလှုပ်နေတဲ့လူလဲတရားမနာဖြစ်ဘူးနောက်တစ်ခုမြန်လေးပြောကြည့်အောင်တရားမနာတဲ့လူလှုပ်ချင်ရလှုပ်တော့ဟောဒီပါဇက်ကတရားမနာတဲ့လူကဘာတွေပြောနေကြလဲသိသွားပြီချက်ချင်းကိုထွက်လာတာပဲပြောချင်ရပြောနေတာပြောချင်ရပြောနေလို့လဲတရားမနာတာပဲခမည်းတော်လို့ရိုးလူမပြောနဲ့ဥပုပ်တဲ့တောင်ပြောချင်ရ၆ပြောတယ်ဥပုပ်ဆိုတာပြောချင်ရပြောဖို့လာတာလားစောင့်မို့လာတာလားစောင့်တာမဟုတ်ဘူးပြောချင်ရပြောနေတာအဲ့ဒါကြောင့်တရားမင်းကြီးကဟောဒီအလုံတောင်ရွာမြောက်ရွာလို့တော့ဟိုတရားမင်းအမျိုးသမီးကပြောတယ်တဲ့အလုံတောင်ရွာမြောက်ရွာမှာတဲ့ဥပုပ်တွေအများကြီးတော့တဲ့သေရင်တော့နတ်ပြည်ပြည့်နေမှာပဲတဲ့အဖိုးကြီးကပြောတယ်တရားမင်းကသိအထင်မကြီးနဲ့သိအထင်မကြီးနဲ့
အလုံးရွာကိုသိအထင်မကြီးနေတယ်ဒီပြင်ရွာတွေလည်းအကုန်ပါတာပေါ့ဗျာသိအထင်မကြီးဟာဘာဖြစ်လို့ဟိုဥပုပ်တွေလေးအလုံးတောင်ရွာမြောက်ရွာမှာပြေးလို့ပြေးတာတဲ့အဲ့ဒါပြောချင်တာပြောနေတာတဲ့မယုံပါဘူးတဲ့ဥပုပ်တွေတွေမယုံရင်နေတဲ့ကဲလာတဲ့ဟောဒီနေ့တဘူရဲလာဆန်း8 ရက်နေ့အလုံးရွာမှာဥပုပ်တွေရှိလာတော့ဥပုပ်တွေကိုတခါတည်းတရားမင်းကြီးကအသက်80အရွယ်သူကလေးမလေးက16နှစ်သမီးလေးဖန်ဆင်းပြီးတော့မှအလုံးဥပုပ်တွေကိုရောက်လာဓမ္မယုံထဲကိုရောက်လာတယ်ဥပုပ်တွေရှိလာစုံစမ်းတာလာစုံစမ်းတော့အမျိုးသမီးတွေဥပုပ်တွေထံရောက်သွားတာပေါ့တို့ဘာလုပ်နေကြအောင်လဲကျမတို့ဥပုပ်ဆောင်တာပါရင်တွေးရလဲတောက်လို့ရင်တွေးဝိုင်းမှာအဲ့ဒါနဲ့အမျိုးသမီးတွေမြင်တာပေါ့အဖိုးကြီးကအသက်80တဲ့ကလေးမလေး16နှစ်တွဲလာတာဟုတ်ဗျအဲ့ဒါဥပုပ်တွေလက်ကိုပြီးတော့သမီးဘာတော်တော့နဲ့ကျမယောက်ျားပါတော့ဟောညီရလဲအေးတဲ့ယူစရာရှာတယ်အဲ့ဒါဥပုပ်တွေအလုပ်လားဥပုပ်တွေအလုပ်လားသူများအကြောင်းပြောအောင်ခုတော့ဘယ်ဖုန်းကြီးကဘယ်လိုဆက်ဆူနှလုံးကဘယ်လိုချဲကဘယ်လိုဘယ်ကလေးမလေးကဘယ်နောက်လိုက်သွားတာအဲ့ဒါဥပုပ်တယ်လို့လားဒါကြောင့်ပြန်ပြောစမ်းတရားမနာတဲ့လူဘာတွေလုပ်နေတော့တရားမနာတဲ့ဗဇတ်တွေဘာတွေပြောနေတော့တရားမနာတဲ့လူတွေဘာတွေကြမ်းနေကြတယ်တရားမနာတဲ့မျက်လုံးတွေဘာတွေကြည့်နေကြတယ်ကဲတရားတာမနာရင်တခုမှကောင်းတာမပါဘူးဥပုပ်တယ်အစားပြောချင်တယ်ယောက်ျားတွေကလည်းနှစ်ခုကအဖိုးကြီးရဲ့ယောက်ျားတွေထံရောက်ဦးလေးတို့ကဘာလို့ညငါတို့လည်းဥပုပ်ဆောင်နေတာပါတဲ့စိတ်လေးတောင်းရင်နှွေးတောင်းရှောက်ပြောခဲရလို့တို့ငါအမျိုးသမီးပါတဲ့အမျိုးသားတွေလက်တို့တယ်နှုတ်မျက်နှာကြိုက်တာဟောဥပုပ်တယ်အလုလားအဲ့ဒါခေကောင်ကြီးတန်းစီအောင်ကဒီဖိုးကြီးမြန်သေးမှာกว่าတယ်အဲ့ဒါဥပုပ်တယ်အလုလားသဘောပါဗလားနောင်လည်းမပဲ့နဲ့နေကြပါဘူးကျုပ်ကလည်းဟုတ်တာပြောရမှကြိုက်တာဓမ္မံစရိဒုက္ခဝံချမ်းသာကိုဆောင်စွာနိုင်သောဓမ္မံတရားတော်တွေသူနာတာကျူးစာ၍နာကြကုန်လော့စရိယာကောင်းစွာမသွေခြင်းကြံကျိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းအလုံးပြည့်တယ်လို့ကျတို့9နိုင်ခွဲစလာမယ်နော်ခု9နိုင်ကျော်နေဖြစ်ပါမလားနားနိုင်သေးလားမသိဘူးပြန်တော့မှဝါကမဘုံကြီးအေးရှာရှည်တာမလုပ်ကြတော့ဘောင်းဆိုဘုံကြီးတွေဟောကျင်လို့ပါဟောဆိုတနာလုံးလို့ပါခင်ဗျားတို့အဲ့ဒါပါပဲအလုံးပြည့်သားကောင်းတာနဲ့ကြိုက်တာကောင်းတာကနေပြီးတော့ကြိုက်တာလှုပ်တာတွေကများနေတယ်ဒါကြောင့်တရားမနာဖြစ်တဲ့ပုဂ္ဂိုလ်ဘာတွေလုပ်နေတော့လှုပ်ချင်ရလှုပ်နေတရားမနာတဲ့ပုဂ္ဂိုလ်ဘာတွေပြောနေတော့ဟောလှုပ်ချင်ရလှုပ်ပြောချင်ရပြောတဲ့ပုဂ္ဂိုလ်သိရင်ဘယ်လိုလှုပ်တာကောင်းအောင်ရောက်မှာတော့ကဲနောက်တစ်ခုကြည်စမ်းဝါကမဆရာတော်တရားပွဲဖြစ်လိုက်တော့ဒီလူတွေပါပြီတော့ဒီလူကြီးတွေဒီလူငယ်တွေတရားမနာပြင်လူကြီးတွေရောလူငယ်တွေရောလှုပ်ချင်ရလှုပ်အခုတရားပွဲကျင်းပလိုက်တော့လှုပ်ချင်ရလှုပ်တာလားလှုပ်ကောင်းတာလှုပ်တာလားကြည်ဘုန်းကြီးမလာခင်က2 နာရီလောက်ကဟိုမှာလာကြိုနေကြဝေယဝဇ္ဇဆိုင်ကယ်တွေနဲ့မျိုးသမီးတွေနဲ့အဲ့ဒါလှုပ်ချင်တာမဟုတ်ပါလေတော့ဘုန်းကြီးကြိုးစိုးနေတာလှုပ်ကောင်းတာတွေဒီမှာကြည်စမ်းလှုပ်နေကြတယ်အဲ့ဒါလှုပ်ကောင်းတာတွေကဲသေစမ်းအချိန်တန်လို့သေသွားရင်လှုပ်ချင်တာလှုပ်တာကောင်းတာမရောက်ဘူးလှုပ်ကောင်းတာလှုပ်မှဘယ်လောက်ဖို့တန်ဒါပြင်မျက်စိမိတ်စဉ်းစားလိုက်ဘာကမှဆရာတော်ပြောတဲ့တိုင်ဆိုငါလှုပ်ကောင်းတာနဲ့လှုပ်ချင်တာဘယ်ဟာများခဲ့ပါလိမ့်ပြန်ကြည့်ပြန်စဉ်းစားလှုပ်ချင်တာကများနေတယ်လှုပ်ကောင်းတာကနည်းနေတယ်အဲ့ဒါပဲအလုံးပြည့်တဲ့အဲ့ဒါပဲကဲနောက်ဆုံးပိတ်တတိထအလုံးပြည့်တဲ့မတော်ခြင်းလဲတော်ရတော့မှာပဲမတော်ခြင်းလဲတော်ရတော့မှာအချိန်ကြီးကများလာကဲနောက်တစ်ခုပြောမယ်နောက်ဆုံးပိတ်အချက်ကိုဂရုစိုက်ပါအချိန်တန်းရင်တော့သေကြမှာဖြစ်ပါတယ်သေတဲ့မတာမှာ2မျိုးရှိတယ်ရှက်စရာကောင်းတဲ့မတာပါတယ်တော့ကိုသေရင်ဘယ်လိုလုပ်မလဲရှက်စရာကောင်းတဲ့မတာဆိုတာဘယ်ဟာကိုပြောတာလဲကြည်1ရှက်စရာကောင်းတဲ့မတာ2အားကြစရာကောင်းတဲ့မတာဘယ်နှမျိုးတော့ပါတယ်တော့ရှက်စရာကောင်းတဲ့မတာအားကြစရာကောင်းတဲ့မတာကိုလည်းတနေ့ကျသေရမှာမို့လားဘယ်လိုလုပ်မလို့ရှက်စရာကောင်းတဲ့မတာကြီးဖြစ်သွားရင်ဘယ်လိုလုပ်ရှက်စရာကောင်းတဲ့မတာတဲ့
ရှက်စရာဆိုတာဘာတော့မလုံးတလုံးဝိတ္တာလားမလုံးတလုံးဝိတ္တာကလောကရှက်စရာလို့ခေါ်တယ်ဖြေစမ်းမှာမလုံးတလုံးဝိတ္တာကအဲ့ဒါကမလုံးတလုံးဝိတ္တာလောကမှာရှက်စရာလုံးလုံးခြုံခြုံဝစ်ပြီးတော့လိမ့်နေတာကအဲ့တာမှာတကယ်ရှက်စရာမလုံးမခြုံဝစ်တာတဲ့လုံးလုံးခြုံခြုံဝစ်ပြီးတော့မှသူတော်ကောင်းဟန်ဆောင်ပြီးတော့လိမ့်နေတာမှာတကယ်ရှက်စရာသဘောပါလားစိတ်ကိုပါရလားရှင်းကိုရှင်းမလုံးမခြုံဝစ်တာတဲ့လုံးလုံးခြုံခြုံဝစ်ပြီးတော့လိမ့်တာမှာရှက်စရာကောင်းလုံးလုံးခြုံခြုံဝစ်ပြီးတော့တတ်နေတာရှက်စရာကောင်းနိုင်တိုင်းကျင့်နေတာရှက်စရာကောင်းတရားနာရမယ်အရွယ်မှာတရားမနာတာရှက်စရာတရားနာရမယ်အချိန်မှာတရားမနာတာရှက်စရာရှက်စရာပြီးရင်ဘာလာမယ်ထင်လို့နောက်ကနားထောင်လိုက်စမ်းရှက်စရာနောက်မှာဘာရှိတယ်ထင်လို့ကြည့်ရှက်စရာနောက်မှာကြောက်စရာရှိတယ်ဖြေစမ်းမှာပါတယ်ရှက်စရာပြီးရင်ကြောက်စရာနဲ့တိုးလိမ့်မယ်ဟောဒီအလုံးကြီးရွာမှာပစိုးချုပ်ပြီးတော့ငါမသားတွေလို့အမေဖေတွေဆဲသံအဲ့ဒါရှက်စရာမဟုတ်လားဟောလူတွေကဝိုင်းရရဲကဖမ်းသွားတော့လောကမှာရှက်စရာပြီးရင်ကြောက်စရာနဲ့တိုးမှာပဲရှက်စရာဆိုတာဘာလို့မလုံးမချုံဝတ်တာမဟုတ်ဘူးလုံးလုံးချုံချုံဝတ်ပြီးတော့လိမ့်နေတာရှက်စရာလုံးလုံးချုံချုံဝတ်ပြီးတော့တတ်နေတာရှက်စရာတောက်နေတာရှက်စရာတရားနာမယ်အရွယ်ရောက်တော့မှတရားမနာဘဲနဲ့ TV အောက်ဆက်နဲ့ပြောနေတာရှက်စရာကြီးအဲ့ဒီရှက်စရာကြီးနဲ့သေသွားရင် तू ဘာစရာနဲ့တိုးမှာကိုစဉ်းစားပြီလားဟမ်ခင်ဗျားတို့ရှက်စရာမှာသတိမထားရင်ကြောက်စရာနဲ့တိုးမယ်သဘောပါလားအားလုံးကိုကြည်နပ်ပါရှင်းကောရှင်းလားဒီကကြောက်စရာမရောက်ချင်ရှက်စရာကိုသတိထားလိုက်တရားနာမယ်အရွယ်ရောက်တော့တရားမနာဘူးဆိုရင်ရှက်စရာတရားနာမယ်အချိန်တရားမနာတာရှက်စရာဥပုသ်ဆောင်ရမယ်အချိန်ဥပုသ်မဆောင်တာရှက်စရာမလိန်ကောင်းတာလိမ့်နေတာရှက်စရာမတတ်ကောင်းတာတတ်နေတာရှက်စရာနိုင်နိုင်လှုပ်နေတာရှက်စရာကိုယ်ပစ္စည်းမှုမနဲ့သူမြတ်ပစ္စည်းအနိုင်ကျင့်နေတာရှက်စရာဟုတ်ကောဟုတ်လားရှင်းကောရှင်းလားလောကမှာအရှက်မရှိတဲ့ဒီဘုံကိုယ်ပစ္စည်းမှုမနဲ့သူမြတ်ရှိအနိုင်ကျင့်ယူရကမအောင်မဲ့ငါတထေးกว่าပစ္စည်းရဘုရုရှင်သူမြတ်ရှိကလူယူထားတယ်ဒါရှက်စရာပဲလူဆိုတာကိုလုတ်အားနဲ့ကိုရှာကိုပစ္စည်းနဲ့ကိုလုတ်ရတယ်ဗမာတွေကအချောင်လိုက်တယ်ကျုပ်နိုင်ငံသားမှာတထေးတွေဗမာပြည်တထေးနဲ့နိုင်ငံသားတထေးတွေရှင်းကြည့်တယ်နော်ဥမာကိုကာကိုလာကုမ္ပဏီဂျပန်တိုယိုတာကုမ္ပဏီဒါသူတို့ဘာသူတို့ကြိုးစားလို့ချမ်းသာတာဗမာပြည်မှာချမ်းသာတာကရှိတဲ့ပစ္စည်းတွေလူပြီးတော့ရောင်းစားနေလို့ချမ်းသာတာကိုနဲ့လုတ်အားနဲ့ကိုလုတ်အားနဲ့တီးထွန်းတာမဟုတ်ဘူးဒါဗမာတွေပျက်စီးတာအဲ့ဒါလူဆိုတာတတ်ချင်သင်ရတယ်အလုံးမြေသားမတတ်ချင်ဘူးလားတတ်ချင်လားတတ်ချင်သင်ရင်တော့အခုတော့ဘာမလုပ်တတ်အခုဒီအလုံးကယောက်ျားလေးတွေမေးဘုန်းကြီးမေးတာပေါ့ယောက်ျားလေးတွေမေးဘူးတာပေါ့ဟဲ့မင်းအင်းလေးပါလေးရောဆောက်တာဟိုဒီပြီးတော့အိမ်ဆောက်စရာမလိုဘူးတဲ့ရောက်ခမအိမ်တက်နေတာတဲ့ဟောတာဓုကွာရောက်ခမအိမ်တက်နေတဲ့ကောင်ဘုန်းကြီးတာဓုခေါ်အောင်မှာဘာအလုံးမလုပ်တဲ့ကောင်အဲ့တို့ကလှုပ်စရာမလိုဘူးတဲ့ရောက်ခမတထေးတဲ့ဗမာအဲ့ဒီအစပြတ်တယ်လှုပ်စရာမလိုဘူးတဲ့အားလုံးပြည့်တယ်လူဆိုတာတတ်ချင်သင်ရတယ်ခုတော့ပတ်ဆက်ပေးလိုက်ပတ်ဆက်ပေးလိုက်မိဖို့ချောင်းလေးလို့ငါမလုပ်တော့ဘူးပတ်ဆက်ပေးလိုက်ပတ်ဆက်ရတာလက်ကားကုန်ရှင်းလားတတ်ချင်သင်ရတယ်သင်သည်ငါသည်မွေးတော့ကဆင်းရဲတယ်ကိုနဲ့မဆိုင်သေသည့်တောင်ဆင်းရဲရင်တော့ကိုတောင်းသဘောကျလားမင်းတို့လူငယ်တွေနားလဲကြလားကွာနောက်ကနားလဲကြလားမွေးတော့ကဆင်းရဲတာကိုနဲ့မဆိုင်ဘူးနော်သေလို့ဆင်းရဲရင်တော့ကိုတောင်းဖြစ်သွားတယ်သူမြတ်သားသမီးယူထားပြီးတော့မှထမင်းမှနှက်မှောင်မကြွတဲ့ကောင်တတ်ချင်တဲ့ဘာမှမတင်တော့မတက်တော့အိမ်သားလေးဆောက်တာလက်သမားသွားငှားလိုက်မင်းလက်မပါဘူးလားအခုနိုင်ငံခြားကုမ္ပဏီတွေလက်နဲ့ပဲမျက်စိနဲ့ပဲဘာထူးပါလို့ဒါနဲ့လှုပ်တာခုတော့ဘာလေးလှုပ်လိုက်လို့လဲငါမလှုပ်တတ်ဘူးထမင်းကြစားရတယ်
ရောက်ခမိုင်တက်နေတဲ့ကောင်တွေပြောပါတယ်နောင်မပင့်ញင်နေရတယ်ကျုပ်ကကိစ္စမရှိဘူးသဘောပါလားဒါပေမဲ့ဖိုးထောင်တော့မမေ့နဲ့နော်ဒါလည်းမှားသေးတယ်ကြည်စမ်းရောက်ခမိုင်တက်နေတဲ့ကောင်တွေငါပြောမယ်နားထောင်လားဟိုလူငယ်တွေပြောတာပါဟိုမင်းတို့စာလေးတွေတွေ့ဘူးလားစာကောင်းကွယ်စာလေးတွေလေစာလေးတွေတွေ့စာလေးတွေဟာသူတို့အိမ်ကိုလူဆောက်တာလားသူတို့ဘာသူတို့ဆောက်တာလားစာလေးတွေလေအောင်မယ်သူတို့ဘာသူတို့မဲဆွမလုပ်သေးတယ်ပြီးလေပြီးတော့အောင်မယ်နေဖို့မိုးရွာလဲအောင်မယ်သူတို့သားမရနဲ့ပြောလို့ရမိုးရွာလဲအုပ်ထားတာအိမ်လေးနဲ့လုပ်တာသူတို့နေဖို့အိမ်သူတို့ဆောက်တာတရိษံဒီရောက်ခမအိမ်တက်နေတဲ့ကောင်ကိုယ့်အိမ်ကိုမဆောက်တယ်ဘယ်နဲ့လုပ်တရိษံတော့မှအသိဉာဏ်မရှိဗမာရီအောက်တန်းကြတယ်ဘာမဆိုသူများရှိရပဲမျောနေတာပဲမုံဆိုလဲမုတ်ဖက်ပဲထုတ်တယ်ဖက်ကြီးနဲ့ထုတ်တာဘယ်လိုဝယ်ကြမှာတော့ဟိုနိုင်ငံခြားကျတော့တန်ဘုံဟာမုံဘုံတွေကကောင်းနေတာအဲ့ဒါပဲဗမာရီအဲ့လိုခက်တယ်အဲ့ဒါပါပဲအလုံးတရားနာပြတယ်တက်ချင်တင်ကိုတင်ရမယ်တင်တက်မယ်ခုတော့မဟုတ်ဘူးဘယ်နှက်ကမမယ်မသိဘူးမမယ်စိတ်ချနေဟုတ်တယ်ကိုလုံးမှကိုရမှာဘယ်နှက်ကမမယ်မသိဘူးလုံးနေတယ်နက်ကသူ့ဟာသူတော့မမနိုင်လို့ခက်နေတာသဘောပါလားကိုတော့ငါတဲ့ရွာတရွာမှာသူတယောက်တည်းဆင်းရတာတဲ့သူများတွေကအလုတ်လို့သူကတော့အလကားလက်ကြောမတင်အောင်လုပ်တယ်ဗမာတွေတော်တော်ခက်တယ်ဗျလုံးမဲ့လို့တော့ကြီးပွားတဲ့အလုံးတခါလေမြို့မှာဘူးစီပေါင်းနဲ့ဒီအရွယ်နဲ့ဘူးစီပေါင်းရောင်းနေတယ်ဘယ်လိုလုပ်ကြီးပွားမလဲအဲ့တော့အိမ်တေအိမ်မှာတဲ့ပြောမယ်နော်အလုံးပြေးတာအဲ့ရှင်မလားအိမ်တေကဆင်းရတယ် तू ကဘာအလုံးမှမလုပ်ဘူး तू အလုံးမလုပ်တာတော့ तू မသိဘူး तू ကနတ်ပဲမျောနေတာကိုအဲ့ဒါနဲ့ညောင်မင်းကြီးသွားတယ်တဲ့တေချင်းစိုးနတ်ကွာတဲ့တရွာလုံးငါအိမ်တေအိမ်ဆင်းရတယ်သူများအိမ်တွေကြမတယ်နတ်သွားဆဲနေတာ तू ကငါကြမမဘူးတဲ့အဲ့ဒါရောက်ခမိုင်တက်နေတဲ့ကောင်နဲ့အဲ့ဒီကောင်ကိုအဲ့နဲ့ဟိုအဖိုးကြီးကဒီမှာမင်းနတ်ကိုဆဲခြင်းအဲ့မှာမင်းအဲ့မျက်စိကိုအကွင်းကွင်းပဲဒီမှာဆေးမှန်းကွင်းလိုက်တယ်အဲ့ညောင်မင်းကြီးမှာမင်းနတ်တွေမြင်ရလိမ့်မယ်တဲ့နတ်ဆဲခြင်းတဲ့ကောင်သွားဆဲညောင်မင်းကြီးကြည့်လိုက်တဲ့ကနတ်တွေစီတန်းတာကိုရောင်ကိုရွာတောက်ပါဆိုတာနောက်ဆုံးပိတ်နတ်ကတော့ဘာအယောင်မှမထွက်ဘူးနတ်စုံနတ်ပြတ်ပေါ့ဗျာနတ်စုံနတ်ပြတ်ဆိုတော့ तू ကသွားမေးတယ်မြင်တာဟုတ်ခင်ဗျာရတဲ့ဒီပြင်နတ်တွေကြတော့မြတ်ကိုရောင်ကိုရွာတောက်ပါဆိုတာခင်ဗျာကြတော့စုပ်ပြတ်လို့ဘလို့ဖြစ်တာလဲအေးကွာအဲ့ဒါငါတခြားနတ်မဟုတ်ဘူးကွာမင်းအိမ်ဆောင်နတ်တဲ့မင်းအသုံးမကြလို့ငါလည်းအသုံးမကြအဲ့ဒါပဲအလုံးပြည့်တာအဲ့ဒါပဲကိုအသုံးမကြရင်တော့အိမ်လည်းအသုံးကြမှာမဟုတ်ဘူးအဲ့ဒါမိန်းကလေးတွေကြည်တာလောက်ကြအထင်တော့မကြည့်လိုက်ကြနဲ့အသုံးမကြတဲ့ရောက်ခမိုင်တက်နေမဲ့ကောင်တော့မယူနဲ့ဘာလို့ဆိုတော့ဘာလို့အိမ်သားမှမပြင်းတတ်တဲ့ကောင်သွားယူနေအလုံးရှုပ်ကုန်မှာပေါ့အဲ့ဒါမိန်းကလေးတွေသင်ခဲ့ရသေးတယ်ဟိုတနေ့ကလည်းသားပေါင်းမှာမိန်းကလေးတွေရဲ့ဘုံကြီးရှာလို့သမီးတို့တဲ့ဒီနေ့ကျအိမ်အောင်ပြုမှာနော်လို့ယောက်ျားယူနေရအရေးကြီးတယ်လို့ကွာ3ကွာခြာ3ခြာမယူနဲ့လို့ကွာပါ3ပါတယ်အဲ့နဲ့ကလေးမလေးတွေကအရှင်ဖေကပါ3ပါဆိုတာပါလို့ယောဂပါတဲ့လူအကျွေးပါတဲ့လူကလေးပါတဲ့လူမယူနဲ့လို့မှားလိုက်ရတယ်အခုလည်းဒီတဲ့မနှဲပါကြမှာအဲ့ပါ3ပါရှောင်ညကွာ3ကွာဆိုတာလည်းသိလားဘာသာကွာတဲ့လူမျိုးကွာတဲ့လူနေရာကွာတဲ့လူမယူပါဘူးမှတ်တာဘာမှမသိဟိုကဘာလို့ဘာမှမသိရန်ယူလို့ပဲဖြစ်အော်ဒီနေ့တရားမှာဘုန်းကြီးနေပေါင်းအကြောင်းလည်းဟောရတယ်အကုန်ဟောရတာပါဗျာကျုံမှာတော့ပြေလဲပြေဆုံးပါပြီနော်အဲ့တော့အားလုံးပြည့်တဲ့ပြေပါရှက်เสียဆိုတာဘာလို့တရားနာရမယ်အချိန်တရားမနာပဲနေတာဟုတ်ပြီတရားနာရမယ်အရွယ်ရောက်တာတော့မှတရားမနာပဲနေတာတောက်နေတာလိမ့်နေတာသူမြတ်ပစ္စည်းကိုလူယူနေတာသူမြတ်သားဖို့သမီးကိုစော်ကားနေတာရှက်เสียနဲ့တည်သွားရင်တော့ကြောက်เสียနဲ့တူမယ်ဂျင်းနပ်ပါလားအားလုံးသဘောပါတတိနောက်ဆုံးတော့ဟောရတော့မှဒီတကနောက်ဆုံးကလည်းဘယ်နှခါရှိတယ်မသိဘူးဆုံးရပေါင်းလည်းမနှဲတော့ဘူးကျုပ်မှလည်းခင်ဗျားတို့အတွက်ဟောနေရတာသဘောပါမလားအောင်မလေးဒီမှာဘာမှမစားဘူးဩနေရတာခင်ဗျားတို့အတွက်မှတ်ထားဟိုအဝေးရက်လာတဲ့တက္ကမတွေကြည့်ကျုပ်ပြောမယ်နားထောင်အနုပညာရှင်ကိုပြောမယ်ခင်ဗျားတို့ရုပ်ရှင်တွေကြည့်ဘူးကြတော့ဟာဟိုအနုပညာမင်းဘာသာရေးကရိုက်မယ်ဘာသာရေးကလိုက်မယ်လားအမျိုးသမီးတယောက်ကရုံတုံသီလရှင်ဝခန်း
သီလရှင်ဝတ်ခန်းဘာသာရေးကသီလရှင်ဝတ်ခန်းအလုံးပြည့်တဲ့ဖြစ်စံဘာသာရေးကားတွေမရှိဘူးလားဟောသီလရှင်ဝတ်ခန်းတဲ့ဒါဟိတာကရုံတုံပြီးတော့အမေအယောင်လေးအညိုရောင်လေးနဲ့အဝါနဲ့မြင်ပဲပရိစိတ်မျက်စိမိတ်တာဟိုကြည့်မကြည့်နဲ့မျက်လွှာလေးချတာသီလရှင်ဆိုတာမျက်စိအဲ့ဒီအနုပညာရှင်တယုတ်ဆောင်ကသီလရှင်ဝတ်ခန်းမှာအိန္ဒြေရရလေးနဲ့ပရိစိတ်နေတာတကယ်စိတ်နေတာလားတယုတ်ဆောင်တကယ်စိတ်တာမဟုတ်ဘုန်းကြီးဝတ်ခန်းလုပ်တဲ့ရုပ်ရှင်မင်းသားကလည်းဘုန်းကြီးဝတ်သင်္ကန်းတွေပါရုံးပြီးတော့ကြာနာတကားတော်မတွေလာတဲ့ကတိုင်းပရိလေးစိတ်အဲ့ဒါဟောတကယ်လုပ်နေတာလားတယုတ်ဆောင်ဟန်ဆောင်နေတာပေါ့ခမရတို့ကုပါဏာတိပါဒဝေရမဏိ၅ပါးသီလမလိမ္မာဘူးမလိမ္မာဘူးမခိုးပါဘူးမတောက်ပါဘူးဟုတ်လို့လားတကယ်မတောက်ပဲနေလားဒါဆိုခမရတို့လေတယုတ်ဆောင်တာပေါ့မစိုးအကယ်ဒမီဒေအိုအကယ်ဒမီရမယ်တယုတ်ဆောင်ကောင်းတယ်ခမရတို့ဘုန်းကြီးရှိကြတာပါဏာတိပါဒအိမ်ကြလှုပ်ရှင်တယုတ်ဆောင်ကောင်းတဲ့လူတွေပဲခမရတို့တယုတ်ဆောင်လာတော့ကြာပြီခင်ဗျားတို့အရှင်ဖရာဟောဖရာလို့မေးအောင်ကျုပ်ကိုကျိုးလေတယုတ်ဆောင်နေရတာဘာလို့လဲကျိုးလေဒီလူဟေးငါပိုက်စားတယ်ကျောင်းတကာလာရင်ပြောနော်စားဟာဘုန်းကြီးကျောင်းတကာလာပြန်အုပ်ပါပြီးတော့ခတ်တည်နေပဲကျောင်းတကာပြန်တော့ပြန်တုတ်လိုက်အုပ်လိုက်တုတ်လိုက်အုပ်လိုက်တယုတ်ဆောင်ကောင်းတဲ့ဝါခဲမှာဘုန်းကြီးတော်ကြအောင်ဗျာအလကဟန်ဆောင်နေကြတဲ့လူတွေအဲ့ဒါပါပဲအလုံးတရားနာပြည့်တက်ကိုဥပုသ်ဆောင်မယ်ဆိုရင်မိန်းကလေးတွေလည်းပြောကြမိန်းကလေးတွေတို့ဒီနေ့တော့ဥပုသ်ဆောင်မယ်တရုပ်ဆောင်မှလားတကယ်ဆောင်မှလားမေးကိုချင်းချင်းမေးကြတချို့ယောဂီတွေလာပြီးတော့တရားထိုင်ကြတယ်အောင်မတရုပ်ဆောင်တော်ကောင်းတယ်အေးတရားထိုင်တယ်မဟုတ်မငိုင်းတယ်မသူများအကြောင်းနေပြောဟိုရိတာဘလို့မိုးကုတ်ကဘယ်လိုမဟာစီကဘယ်လိုတို့ကဟိုတရုပ်ဆောင်ကောင်းနေတာတချို့ကြလည်းတရားထိုင်နေမှတာမဟုတ်တရားထိုင်နေဆိုတာရှုရတာမဟုတ်မရှုဘဲနဲ့ခေါင်းအုံးလေးတွေခုထားကြတယ်ရှုတာမဟုတ်ခုနေကြတာဝါခဲမှာဘုန်းကြီးတညမလို့ဟိ2ည3ညဆိုတို့ရွာမလွယ်ဘူးအဲ့တော့အားလုံးပဲဖြေကြပါတရားနာတယ်ဆိုတာတရုပ်ဆောင်ရမလားတကယ်နာရမလားဥပုသ်ဆောင်ရင်တော့တရုပ်ဆောင်ရမလားတကယ်ဆောင်ရမလားခုစားတကယ်ဆောင်တဲ့လူကဘုန်းကြီးရှိတယ်မလို့ကွာစဒီကလည်းဘယ်လိုလုပ်တခါတော့မှသိတယ်မလို့တုတ်နှစ်ပါးသလုံးဒဲအိုးသွားကြမှာပါအဲ့ဒါပဲတော်လဲတော်ချင်ပါပြီအားလုံးပြတာမတော်လဲမဖြစ်တော့ဘူးနော်အဲ့ဒါကြောင့်ဝါခမဆရာတော်ဒီနေ့ဟောဒီမှာဖရာရွှေတကုံပုံတူကြီးကိုဟောဒီမှာတကယ်အကုန်ကြက်ခံဟောဒီမှာကြည့်တကယ်ကိုဘာမှအဲ့ဒါတကယ်လောက်တာဟောဒီတရားနာပြိတ္တကြီးအေးချမ်းချမ်းနဲ့တရားနာနေတာတရုပ်ဆောင်နေတာလားတကယ်နာနေတာလားဟောအဲ့ဒီကြမှာဟာဒါမှတကယ်လို့တာတချို့ကတရုပ်ဆောင်နာတဲ့လူကရှိတယ်မတော်ဘူးကွာငါတို့ကရှေ့ရသွားမှာအမှနာကျင်လို့ဘူးဗီဒီယိုထဲပေါအောင်လုပ်ပါတယ်ရှင်းမလားအဲ့လိုလူတွေကလည်းတပုံကြီးအားလုံးပြိတ္တာအဲ့ဒါကြောင့်ဒီနေ့ဝါခမဆရာတော်ဟောကြားအပ်တော်တရားသည်တရုပ်ဆောင်မှလားတကယ်လုံးမှလားတဲ့တရားကဒါပဲကဲအားလုံးဖြေစမ်းဒီနေ့တရားဘာတရားတဲ့ပြန်ပြောစမ်းမှာဘာတရားတဲ့ဥပုသ်ဆောင်မယ်ဆိုရင်ကိုယ်ချင်းချင်းဘယ်လိုမေးမလို့တရုပ်ဆောင်မှလားတကယ်လို့မှလားမေးယောက်ျားလေးတွေကလည်းဒီလိုလုပ်ကြမင်းတို့ကလည်းငါတို့ဒီနေ့ဥပုသ်နဲ့မတော့တော့ဘူးမေးလိုက်မင်းတရုပ်ဆောင်မှလားတကယ်မလားမလားမေးဘုန်းကြီးရှိတချို့ကပြောကြတယ်အရှင်ဘုရားတဲ့တပည့်တော်ဒီနေ့ဥပုသ်ဆောင်နဲ့မတော့ဘူးတဲ့ကျောင်းနဲ့အရက်ဆိုင်ရှိလားအဲ့ဒါပါပဲဒါကြောင့်ဒီနေ့ဘုန်းကြီးပြောခဲ့တာဒီဟာနားထောင်ကောင်းအောင်ပြောတာလားနားလည်အောင်ပြောတာလားရှင်း납ပလားဒီနေ့တရားဘာတရားတဲ့တော့တရုပ်ဆောင်မှလားတကယ်လို့မှလားတကယ်နိဗ္ဗာန်ရောက်ခြင်းတကယ်လို့ပါတရုပ်ဆောင်မလုပ်ပါဘုန်းကြီးပြန်အေးရင်ကျူးသလိုမလုပ်ကြနဲ့ဘုန်းကြီးပြန်အေးရင်ကျူးတော့ဒကမငှားရတာဘုန်းကြီးက